3D ချစ်မိတ်ဆွေအားလုံးပဲမင်္ဂလာပါ2026နှစ်ဦးနှစ်စတစ်ကြိမ်ကနေစပြီးတော့24ကြိမ်အထိ 3D ကြီးများလည်းပဲအများကြီးပေါက်ကြပါစေမိတ်ဆွေတို့ဒီနေ့เนาะဒုံးမူလေးတစ်ခုနဲ့မိတ်ဆက်ပေးသွားပါမယ် predicting the next 3 numbers of the Thailand lottery result ပေါ့နော်ကျွန်တော်ထိုင်းကနေပြီးတရားဝင်ထွက်တဲ့နော်ကနန်း6လုံးပေါ့နော်အဲ့ကနန်း6လုံးရဲ့နောက်3လုံးကိုကျွန်တော်တို့ဒုံးမူလေးနဲ့ခံမှန်းလိုက်ရအောင်ကဲကြည့်လိုက်ကြအောင်ဒါကတော့ကျွန်တော်တို့2025ရဲ့ပေါ့နော်2025ရဲ့ဒုံးတွေပါပေါ့နော်2025ရဲ့ဒုံးတွေဖြစ်တဲ့ဒီ2025ရဲ့ဒုံးတွေကိုကျွန်တော်မိတ်ဆွေတို့အနေနဲ့အသုံးပြုနိုင်ဖို့တင်ပေးတာပါ။ဘာကြောင့်လဲဆိုတဲ့အခါကျတော့2025ဒုံးနဲ့တွေကိုရှိမှသာလျှင်တစ်ကြိမ်26တစ်ကြိမ်ဒုံးနဲ့ချိတ်ဆက်ကစားသွားနိုင်မှာဖြစ်လို့ပါနော်။ဒါကတော့25ရဲ့19 18 19 20 21 22 23 24ဆိုတဲ့ဒုံးတွေပေါ့နော်။အဲ့ဒီမှာစင်ဒါကနေပြီးတော့ပေါ့နော်။ဒါကတစ်ကြိမ်ရဲ့ဒါကတော့2026တစ်ကြိမ်ရဲ့ဒုံးဖြစ်ပါတယ်တော့ဒီတစ်ကြိမ်ဒုံးနဲ့မိတ်ဆွေတို့ချိတ်ဆက်ပြီးကစားလို့ရအောင်ပါဒါကတော့ member ဝင်တဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီဥစ္စာတွေကိုပို့ပေးပါတယ်member ဝင်တဲ့သူတွေအနေနဲ့ဒါဟာလွယ်ကူအောင်ဒီကနေပြီးတော့ screenshot ရိုက်ယူပြီးတော့ဘောနော်ကစားနိုင်အောင်လို့ကျွန်တော်ပေးတာပါဒီချိန်အနေနဲ့ဒါကျွန်တော်ဒါဘောနော်ဒါကတော့ဘိုးတယ်ဘောနော်ဒီ2024 23ကြိမ်24ကြိမ်24ကြိမ်2026တစ်ကြိမ်ဒါချိတ်ဆက်ကစားတဲ့ဥစ္စာကိုတင်ပေးတာပါမိတ်ဆွေတို့ကစားတဲ့နေရာမှာလွယ်ကူအောင်အတွက်ပါနော်ဒါကျွန်တော်စေရနာနဲ့ပေါ့နော်ဟုတ်ပြီကဲကျွန်တော်တို့ကြည့်လိုက်ကြအောင်ကျွန်တော်2025ရက်23ကြိမ်ပါနော်ကျွန်တော်တို့ဒီမှာဒီ3လုံးပေါင်းကြီး8လို့ဖြစ်တယ်နော်တင်9နဲ့3လုံးပေါင်းကြီး8လို့ဖြစ်ပါတယ်အဲ့8ကပါပါ3ကိုဆိုတော့ဒီမှာချပြီးလေအောက်တန်းဒေါင်းမှာချပြီးလေပြီး3ရဲ့နှက်ခတ်9လို့ဆိုပြီးဒီလိုနှလုံးထောက်လိုက်ပါတယ်နော်အဲ့တော့မှဒီ3ရဲ့ပါဝါ8ဆိုတဲ့ဟို3လုံးပေါင်းနဲ့8ဒီဟိုမှာလုံးပိုင်းကစားသွားတာကိုကျွန်တော်တို့တွေ့ရမှာပါနော်ဟုတ်ပြီအဲ့မှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်အဲ့3ရဲ့ပါဝါဒီ8တလုံးလုံးပိုင်းကစားသွားပြီးခါမှာ3ရဲ့ပါဝါ8အဲ့3မို့ဒီလုံးပိုင်းကစားတဲ့8ကိုဒီမှာ8လို့ဆိုပြီးတော့ဒီမှာလာပြီးတော့ထည့်လိုက်ပြီအဲ့ဒီ8ကိုမှဒီမှာနော်ကျွန်တော်တို့ဘာလို့လဲဆိုလို့ရှိရင်ဒီနှလုံးပေါင်းချင်း8လို့ဆိုပြီးသူကလှုပ်လိုက်ပါတယ်နော်ဖြီးလိုက်တယ်ပေါ့နော်အဲ့ဖြီးပြီးတဲ့ပြီးတခါခွန်နဲ့တင်းနဲ့လှမ်းရှစ်လိုက်သေးတယ်ဗျာဟုတ်လားရှစ်ပြီးတဲ့တခါထပ်ပြီးနောက်ကနေပြီးတော့3 5နှလုံးနဲ့ဒီမှာခွာရသေးတယ်ဗျာနော်အဲ့3 5ပေါင်းနဲ့8ကိုမှသူကဘာလို့လဲဆိုလို့ရှိရင်ဒီမှာဒီ3ညာ6 4ဆိုတဲ့ဥစ္စာနဲ့3လို့ဆိုပြီးသူပါဝါနဲ့ပြန်ပြီးတော့ဖြီးလိုက်တယ်ဒီလိုဖြီးလိုက်တဲ့အတွက်ကြောင့်မလို့ဒီမှာနော်ပြန်ပြောမယ်ဒီ3လုံးပေါင်းချင်း8ပါဝါ3 3နှက်ခတ်5ပါအဲ့အချိန်မှာဟိုက်8ဒီလုံးပိုင်းကစားခဲ့ပါတယ်အဲ့8ကိုဒီမှာ8လို့ဆိုပြီးတော့လာထောက်ထည့်တယ်အလဲတိုင်းမှာပေါ့နော်အမဒီ3ရဲ့ပါဝါ8ကိုထည့်တယ်အဲ့8ကိုပဲဒီမှာ62နဲ့8တယ်81နဲ့8ပြီးတော့35နဲ့8ထားတာကိုဘိတ်ဆွေတို့မြင်မှာပါအဲ့လို8ပြီးတော့မှ3ညာ6 4ဆိုတဲ့ဥစ္စာနဲ့3လို့ဆိုသူဒီလိုဖြီလိုက်တဲ့အတွက်ကြောင့်ဒီပင်မှာ तू ကခွန်3ညာ6ပင်မှာ break 38တော့မဟုတ်လုံးပေါင်းချင်း38ဒါမှမဟုတ်2မျိုးစလုံးပါပြီးတော့ကစားသွားတာကိုတွေ့ရပါလိမ့်မယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်2024ရဲ့အချိန်မှာသူလာပြီးတစ်ချိန်အတွက်ပေးတော့မယ်နော်ဒီမှာဒီ3လုံးပေါင်းချင်း3ညာတဲ့အဲ့3ညာပါပါ9လို့ဆိုတော့နောက်မှာချလိုက်ပြီးတော့9ရဲ့နှက်က3လို့ဆိုပြီးတော့မှဖြစ်နေတာခင်ဗျားတို့တွေ့မှာပေါ့နော်မေးဆွေတို့တွေ့မှာပါအဲ့ဒီအချိန်မှာဒီ9ရဲ့ပါပါ3ညာဒီဟောက်ပြင်မှာလုံးပိုင်းကစားသွားပါတယ်နော်ကစားသွားပြီးတဲ့အတွက်ရောဒီ3ညာကိုပဲကျွန်တော်တို့ဒီမှာလာပြီးအခုတစ်ချိန်ရဲ့အလဲတန်းထိတ်မှာဒုံဦးကရန်ရဲ့နောက်မှာကပ်ပြီးတော့လာပြီးတော့3ညဆိုတဲ့ဥစ္စာလာပြီးထည့်ထားပါတယ်အဲ့3ညကိုဒီမှာ64နဲ့3ညတယ်3ခွန်နဲ့3ညပြီးတော့82နဲ့ထပ်ပြီးတော့မှန်မှန်ကန်ကန်ပဲ3ညလို့ဆိုသူဖြီးထားပါတယ်အဲ့ဖြီးပြီးတော့မှအဲ့3ညကိုပဲဒီမှာ9ရဲ့1ရဲ့9ရဲ့ဆိုတဲ့ဟိုက်3လုံးနဲ့9လို့ဖြစ်တဲ့အတွက်ကြောင့်ဒီချိန်မှာ break 9 3ညလားဒါမှမဟုတ်ရင်လုံးပေါင်းချင်း9 3ညပဲလားဒါမှမဟုတ်ရင် break 9 3ညရောနှလုံးပေါင်းချင်း9 3ညရောကစားဖို့တော့သူကတော့တာဆူးနေပြီဗျာကဲဘာကစားမလဲဘယ်ကနန်းနဲ့ကစားမလဲကြည့်လိုက်ကြအောင်ဟုတ်လားဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ2025 23ချိန်မှာဒီခွန်46တဲ့3လုံးပေါင်းချင်းခွန်လို့ရေးလိုက်ပြီဗျာဟုတ်လားအဲ့ခွန်ကိုကျွန်တော်တို့ဒီမှာ895နဲ့เนาะနှစ်လို့လုပ်လိုက်ပါတယ်တော့ဒီမှာ895ဆိုတာနဲ့နှစ်လို့ဖြစ်လိုက်တယ်เนาะဒီခွန်46ဆိုတဲ့ခွန်ကို895နဲ့နှစ်ပါတယ်နှစ်ပြီးလဲပြီးတော့နှစ်ကပါဝါဟိုင်းမှာနှလုံးပေါင်းချင်းခွန်တဲ့
နှလုံးပေါင်းချင်းခွန်ဆိုတဲ့ခွန်3ညနက်ခတ်တွဲနဲ့ထိုးပြီးတော့နှလုံးပေါင်းချင်းခွန်လို့ထောက်ပြီးအဲ့ခွန်3ညအတွဲပြုတ်ကစားသွားခဲ့တယ်ဒါဆိုရင်သူကပိုးပြီးတိကျအောင်ဘယ်လိုထောက်ပေးလိုက်လဲဆိုရင်ဒီမှာကျမှ1တင်ပေါင်း6နဲ့ပေါင်းခွန်နဲ့အဲ့ခွန်ကိုဟိုမှာထိတ်မှချလိုက်ပြီးတော့မှအဲ့နဲ့ခွန်နက်ခတ်3ညလို့ဆိုပြီးတော့မှထောက်ပြီးတော့အဲ့ခွန်3ညပေါင်းချင်းခွန်ဒီဟောဒီ895နှစ်ဟောဒီခွန်46ခွန်ကိုပြန်ပြီးတော့ခေါ်လိုက်ပြီးတော့နှလုံးပေါင်းချင်းခွန်ဒီခွန်3ညအတွဲကစားသွားပါတယ်တစ်ဖက်ကဒီကနေပြထားတဲ့ပရိ38ကိုခွန်3ညအတွဲနဲ့ခွန်3ည6ဆိုပြီးနှလုံးပေါင်းချင်း38ပရိ38ကစားသွားခဲ့တာကိုတွေ့ရပါလိမ့်မယ်ဒါဆိုဒီဘက်မှာလည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ369ပေါင်းချင်း8တဲ့နော်369ပေါင်းချင်း8ဆိုတဲ့အရာကိုတော့369ပေါင်းချင်း8ဆိုတဲ့အရာကိုဒီမှာကျွန်တော်တို့နှလုံးပေါင်းချင်း8လို့လောက်လိုက်ပြီဗျနက်ခတ်တရဲနဲ့ပဲနော်အဲ့လိုလုပ်ပြီးအဲ့8ကိုပဲဒီမှာ3ည1နဲ့သူ့ရဲ့ပါဝါ3လို့ဆိုထောက်လိုက်တယ်ဗျဟုတ်လားဒါ3ရဲ့ပါဝါဒီမှာနှလုံးပေါင်းချင်း8ကိုနက်ခတ်တရဲနဲ့ထောက်ပါတယ်ဒီလိုပဲအပေါ်မှာလိုပဲပြန်တော့ဟုတ်လားဒီ16ပေါင်းချင်းခွန်လို့ချပြီးခွန်နက်ခတ်3ညဒီနှလုံးပေါင်းချင်းခွန်နဲ့အဲ့ဒါလိုဖြစ်တယ်လို့ဒီမှာလည်းပဲခွန်နဲ့6နဲ့ပေါင်းချင်း3နဲ့အဲ့3ကိုဒုံးမှာ3လို့တင်လိုက်ပြီးလေပြီး3နဲ့3ရဲ့နက်ခတ်5လို့ဆိုပြီးထောက်ပြီးအဲ့နှလုံးပေါင်းချင်းရှိသည်ဟောဒီ8ကပါဝါ3နော်3ရဲ့ပါဝါမူရင်းစလာတဲ့24ချိန်ကဒီ3လုံးပေါင်းချင်း369ပေါင်းချင်း8ဆိုပြန်ခေါ်တဲ့အတွက်ကြောင့်ဒီပင်မှာ35ကတော့နှလုံးပေါင်းချင်း8ကို35ရွဲကစားဖို့ရှိနေပြီလို့ပြောလိုက်ပြသည်ဟလားအဲ့တော့ဒီနှလုံးပေါင်းချင်း38ကို35ရွဲနဲ့ကစားမယ်နေမှာ break 53ညာလို့ပြောထားတဲ့အတွက်35ရွဲကိုကျွန်တော်တို့ကတ်မှာတော့35ခွန်နဲ့35နှစ်ဆိုပြီးတော့နှစ်ခွက်ပဲကတ်လိမ့်မယ်လို့ဒါပြောရပါလိမ့်မယ်တော့35ခွန်လား35နှစ်လားဓမ္မမို့လို့ရှင်ဘယ်ခွက်လဲဆိုတဲ့ဥစ္စာကိုထပ်ပြီးတော့ဟိုပေါ့နော်စဉ်းစားခြင်းနဲ့တော့ဒီတိုင်းပဲဒဲလာမလားအပေါ်မှာခွန်306လို့ဒဲလာလားလို့အောက်မှာလည်း35ခွန်35နှစ်လို့ဒဲလာမလားဆိုတဲ့ဥစ္စာကတော့ဒါမိတ်ဆွေတို့အတွက်စဉ်းစားကြပါဒီလိုစဉ်းစားစရာလေးတွေကိုအဖြေထုတ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်399684693 26ခုကိုဆက်သွယ်ပြီးတော့ member အဖြစ်နဲ့ဝင်ပြီးတော့ရယူနိုင်ပါတယ်လို့ပြောလိုက်ပြသည်အဲ့တော့ဒီမှာကျွန်တော်ချက်ပြောခြင်းတဲ့ဥစ္စာကဟို calendar line လေးနဲ့ပေါ့နော် calendar line လေးနဲ့မှာဒီမှာ85နဲ့86နဲ့ချိန်တာကိုပေါ့ပြောနော်85နှစ်ကြိမ်မှာခွက်ရှစ်တဲ့အဲ့ခွက်ရှစ်ကိုဒီပုံမှာ86တစ်ကြိမ်မှာတက်ပြီးတော့ခွက်ရှစ်ဆိုပြီးသူကစားထားတာတွေ့ရပါလိမ့်မယ်နော်အဲ့ခွက်ရှစ်ကစားတဲ့နေရာမှာတော့သူက3ညနက်ခတ်ခွန်သည်ထိတ်တက်ပြီးလဲပြီးတော့အဲ့ဥစ္စာနဲ့ခွက်ရှစ်လို့ဆိုသူကစားထားပါတယ်ဟုတ်ပြီနော်ပထမတပွဲပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ2005 2006မှာကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ2ကြိမ်မှာ2005 2ကြိမ်မှာ3ည54တဲ့အဲ့ရခွာလေးဒီဟောမှာခွာလေးလို့ဆိုပြီး6နော်2006တစ်ကြိမ်မှာတက်ပါတယ်အဲ့နေရာမှာ3ညနက်ခတ်ခွန်ဒီထိတ်စီးတက်ပြီးလဲပြီးတော့အဲ့ခွန်ခွာပြီးခွာလေးကိုခွာလေးနဲ့ကစားထားတာကိုဒါမိတ်ဆွေတို့မြင်မှာပါတွေ့ရမှာပါအဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင်လည်းပဲကျွန်တော်တို့2ကြိမ်မှာ900ဆိုပြီးတော့ခွာခွန်ရှိနေပါတယ်ဒါကြောင့်မလို့ဒီနေရာမှာခွာခွန်တက်ပြီးတော့ခွာခွန်ကစားဖို့ရှိနေတယ်လို့ပြောပြရစီအဲ့ခွာခွန်မှာသူကတော့ခွန်နက်ခတ်3ညထိတ်တက်မယ်3ညထိတ်တက်ပြီးမှခွာခွန်ဖြစ်မယ်ဆိုလို့ရှိရင်တော့သူကတော့3ညခွန်အခွာပေါ့ဗျာဟုတ်ပြီ3ညခွန်အခွာဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုန break 9 3ညဆိုရင်3ည8ခွန်ရဲ့3ည3ခွန်ဆိုပြီးကဏ္ဍလေးနှစ်ကွက်မိတ်ဆွေတို့ calendar line ရမယ်ဆိုရင်ရန်လိုက်ပါလို့ပြောပြစီနောက်တစ်ခုကျွန်တော်ပြောချင်တာကတော့ဒီမှာနော်နှစ်ပိတ်မှာကျွန်တော်တို့ဒီမှာနှလုံးပေါင်းချင်းခွန်နှလုံးပေါင်းချင်းခွန်နှလုံးပေါင်းချင်းခွန်ဆိုပြီး3ချိန်ကစားထားပါတယ်ဒီလိုနှလုံးပေါင်းချင်း9နဲ့ကစားထားတဲ့က3ကျွန်တော်တို့ရှိတဲ့ဥစ္စာပြောမယ်ဆိုလို့ရှိရင်ဒီမှာနှလုံးပေါင်းချင်း9နဲ့ကစားထားတဲ့ဥစ္စာဒီနှလုံးပေါင်းချင်း9နှလုံးပေါင်းချင်း9နှလုံးပေါင်းချင်း9နဲ့ဆိုပြီးတော့ရှင်းနှလုံးပေါင်းချင်း9နဲ့ပေါ့နော်3ချိန်ကစားထားတာရှိတယ်ဗျအဲ့3ချိန်ကစားထားပြီးသူကနေဦးမှာဘာလုပ်လိုက်လဲဆိုလို့ရှိရင်အဲ့9ရဲ့ပါဝါခွ30လို့သူကစားထားပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနေပြီးရှင်းနှလုံးပေါင်းချင်းခွန်နေ3ချိန်ကစားထားတာကနေပြီးတော့ကျွန်တော်2ဦးကိုတက်ပြီးတော့ခွနှစ်နဲ့ကစားဖို့ရှိတယ်လို့ပြောပြရတယ်ဒါကြောင့်မလို့ခုနဒီကခွန်းနက်ခတ်3ညနေတက်မယ်ဆိုလို့ရှိရင်3ညနေအခွပေါ့ဗျာအဲ့မှာ3ည8နှစ်3ည3နှစ်ဆိုတဲ့ကဏ္ဍလေး၄ခွက်ထွက်လာပါလိမ့်မယ်အဲ့တော့ဟိုကျွန်တော်တို့ဒန်တော့ calendar line တွေရနေ calendar line ရနေပြောမယ်ဆိုရင်3ည8ခွန်း3ည3ခွန်းနော်3ည8နှစ်3ည3နှစ်ဆိုပြီးတော့ကဏ္ဍ၄ခွက်ထွက်လာပါမယ်အဲ့တော့ဒီမှာကျွန်တော်တို့ဖြစ်နေတဲ့35ခွန်35နှစ်ဆိုတဲ့ဥစ္စာကိုလည်းပဲမိတ်ဆွေတို့အနေနဲ့ကနေပြီးတော့ဒဲချခြင်းတယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကိုချနိုင်မယ်ဆိုလို့ရှိရင်လည်းပဲချိတ်ဆက်လို့ရပါတယ်ဒါမှတခြား line တွေကိုလိုက်ပြီးပြီးတော့35ခွန်35နှစ်လို့မထွက်ဘဲနဲ့ခုနလိုခွခွန်နှစ်တွေနဲ့လိုက်သွားမလားခွခွန်လားခွနှစ်လားဆိုတဲ့ဥစ္စာကိုเนาะသိကျင်တယ်ဆိုလို့ရှိရင်တော့
member အနေနဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်3996846993เนาะ26ခုကိုချိတ်ဆက်လိုက်ပါလို့ပြောရင်းနဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ 3D ကြီးများလည်းအများကြီးပေါက်ကြပါစေ